ဒီဇလန်ကတော့မြန်မာဘရင်တွေအလွန်တန်ဖိုးထားခဲ့တဲ့အရာတစ်ခုအကြောင်းပါစင်ဖြူပါတခါတော့ကမြန်မာနိုင်ငံမှာစင်ဖြူဆိုတာတာမန်တရိษံမဟုတ်ပါဘူးသူ့ကိုကံကောင်းမှုနဲ့အာဏာရဲ့တင်ကေတလို့ယုံကြည်ခဲ့ကြပါတယ်ဘရင်တစ်ပါးကစင်ဖြူတစ်ကောင်ရရှိလာပြီဆိုရင်အဲ့ဒါဟာသူ့အာဏာတည်မြဲမယ်နိုင်ငံတိုးတက်မယ်ဆိုတဲ့လက္ခဏာတစ်ခုလို့ယူဆကြပါတယ်ဒါကြောင့်စင်ဖြူတွေကိုအလွန်အရေးကြီးစွာထိမ့်သိမ်းခဲ့ကြပြီးတာမန်စင်တွေလိုအလုတ်လုတ်ခိုင်းခြင်းမရှိပါဘူးအစားအသောက်ကောင်းတွေကျွေးပြီးရွှေတွေနဲ့အလှဆင်ထားတဲ့အထူးနေရာတွေမှာထားခဲ့ကြပါတယ်တချို့အခါတွေမှာတော့စင်ဖြူအတွက်အိမ်တောင်တီးတန့်ဆောက်ပေးခဲ့ပြီးစောင့်ရှောက်ဖို့လူတွေကိုလည်းတီးတန့်ခန့်အပ်ထားခဲ့ပါတယ်အထူးသဖြင့်အင်အားကြီးဘရင်တစ်ပါးဖြစ်တဲ့ဘရင်နောင်လိုမျိုးဘရင်တွေဟာစင်ဖြူများများရရှိခြင်းကိုအာဏာပြသရာမှာအသုံးပြုခဲ့ကြပါတယ်စင်ဖြူများများရှိခြင်းဟာသူတို့နိုင်ငံအင်အားကြီးမားမှုကိုပြသတဲ့အချက်တစ်ခုပါဒါပေမဲ့စင်ဖြူဆိုတာစစ်ရေးအတွက်မဟုတ်ပါဘူးအဓိကသာသနာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာသင်္ကေတတစ်ခုပါဗုဒ္ဓဘာသာမှာလည်းစင်ဖြူကိုအထူးသဖြင့်မြင့်မြတ်တဲ့အရာအဖြစ်မြင်ကြပါတယ်ဥပမာအားဖြင့်ဗုဒ္ဓမိခင်မေတော်မာယာဒီဝီကအိမ်မက်ထဲမှာစင်ဖြူတစ်ကောင်ဝင်လာတာကိုမြင်ခဲ့ပြီးနောက်ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်မယ်ဆိုတဲ့နမိတ်တစ်ခုလို့ယုံကြည်ကြပါတယ်ဒါကြောင့်စင်ဖြူဟာအာနာကံကောင်းမှုသာသနာရေးအရာအားလုံးကိုကုစားပြုတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့တာပါဒီနေ့ခေတ်မှာတော့စင်ဖြူတွေအများကြီးမရှိတော့ပေမဲ့မြန်မာသမိုင်းနဲ့ယဉ်ကျေးမှုတွေမှာသူတို့ရဲ့အရေးပါမှုကတော့မလျော့သေးပါဘူးဒီလိုသမိုင်းဆက်လန်းတွေဆက်လက်နားထောင်ချင် follow လုပ်ထားနော်